ကျွန်တော်လည်းသူများရဲ့လိုမျိုးအမြင်ဆုံးထိညှပ်ပေးကြည့်ပုံမယ်နော်ဟာမဟုတ်ဘူးပေါ့လေအဲ့လိုဆိုရင်ယော့50ခွန်ဆိုတော့နည်းနည်းလိုသေးနည်းနည်းပဲလိုတော့တယ်โอเคယော့ကွာမှာဟာအဲ့များဝါးကြီးထင်တယ်20ခွန်ရခိုင်နေဆိုဘလို့ဒီနာလောက်ထိညက်ပေးရမလားအဲ့နာလောက်ထိညက်ကြည့်မယ်နော်โอเคညက်ကြည့်မယ်စွာ54အောက်ပြန်ဆင်းရမယ်ထင်တယ်ဟုတ်တယ်အောက်ပြန်ဆင်းမှရမယ်โอเคအောက်ကိုပြန်ဆင်းမယ်ယော80နဲ့မှ9သူလည်းကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်မစိုးပါဘူးဒီလိုပုံစံလေးဆိုတော့ the best model ဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်